သမီးလေးမွေးရင်မင်းနဲ့တူတဲ့မြတ်တာပြင်းမလေးမွေးမယ်ကိုနာမည်လေးပါအောင်ပြီးမယ်ဂျိန်တွေဂျယ်ရီတသန်းတွေနဲ့ချီကျွေးလို့မရတဲ့လှလှပပအရာလေးတွေကိုဘလို့ချင်မိဖို့ကိုကျူးသဆိုင်တာမြင်မှာပေါ့ကိုနဲ့တူရင်ခေါင်းပါမယ်မင်းနဲ့တူရင်တဲပါမယ်ဥပမာကိုနဲ့တူတဲ့အခါအဲ့ဒီကြဲမှမရရင်တီးပြလိုက်မယ်လို့အော်နီမဲ့ကလေးလေးဖြစ်ပြီးမင်းနဲ့တူတဲ့အခါငါစီကိုမလာတဲ့ကြဲကိုငါကလည်းဘလို့ချင်ပါဘူးလို့ပြုံးလေးပြောနေမဲ့ကလေးလေးဖြစ်မှာပါစပင်းရှိပေးထားမယ်ဘန်းတွေကိုကျူးသဆိုင်ရှိအောင်တင်ပေးမယ်စာအုပ်တုပ်ကိုလူတယောက်လိုချစ်တတ်ဖို့လမ်းညွှန်မယ်မနှွေးထွေးရင်တော့မေးဆက်ပါနဲ့လို့ကိုပြောပြထားမှာဒီလိုနဲ့လူတယောက်ကိုပျော်ရွှင်မှုလို့မြင်လာမဲ့အရွယ်လေးကိုရောက်လာရင်နာကျင်မှုနဲ့အောင်နေထိုင်နည်းတွေကိုတင်ပေးမှာပေါ့ကွာဒါတွေကကိုမကျွမ်းကျင်ခဲ့ရင်တော့နားလည်အောင်ထိတင်ပေးမှာပေါ့သမီးရေလူတွေကိုမမီခိုမိအောင်နေကွက်တရားနည်းနဲ့ဆိုရင်လောကမှာဘာမှမမြဲတာကိုသိရင်လုံခြုံပါပြီရှင်သန်မှုလိုအပ်မဲ့အရာတွေဆိုရင်ကိုချင်းစာစိတ်မွေဖို့တန်ရတွေကိုလျှို့ဝှက်ဖို့လိုအပ်လာတဲ့အခါတိုက်ခိုက်ဖို့အစရှိသဖြင့်ပေါ့အကယ်၍သမီးဟာများဖြစ်ဖြစ်ရေမနာကျင်ရပဲလူတယောက်ကိုဘလို့ချစ်ရလဲလို့မေးလာတဲ့နေ့တွေဆိုကိုအရှုံးပေးလိုက်ပါမယ်ချစ်ခဲ့ရတဲ့အားလုံးကနာကျင်ခဲ့ရလို့ပြောပြနိုင်တာဘာမှမရှိပါဘူးကွယ်